ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဘာကလေးပါမာ channel ကနေကြိုဆိုပါရစေကျွန်တော်အခုတင်ဆက်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့2026ကမ္ဘာဖလားအုပ်စု J ရဲ့ဒုတိယမြောက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဂျင်တီးနားအသင်းနဲ့ဩစတြေးလျအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာအုပ်စု J မှာတော့အာဂျင်တီးနားဩစတြေးလျဂျော်ဒန်နဲ့အယ်ဂျီးရီးယားဆိုပြီး၄သင်းပါဝင်နေပြီးအာဂျင်တီးနားနဲ့ဩစတြေးလျတော့ကျန်တဲ့နှစ်သင်းကိုအနိုင်ယူထားနိုင်ကအုပ်စုပထမနေရာနဲ့ဒုတိယနေရာကိုဥဆောင်ထားနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာအာဂျင်တီးနားပွဲလေးကိုဆက်မကြည့်ခင်မှာကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြဖို့ brother တွေအားလုံးကိုမေတ္တာရက်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အာဂျင်တီးနားနဲ့ဩစတြေးလျအသင်းကြောင်းလေးကိုဆက်ပြီးတော့လေ့လာလိုက်ကြအောင်လားဗျာသူတို့နှစ်သင်းကန်ခဲ့တဲ့အုပ်စုအဖွင့်ပွဲစဉ်လေးတွေကိုကျွန်တော်ပြန်ပြီးလေ့လာလိုက်ရမယ်ဆိုရင်တော့အာဂျင်တီးနားကတော့အယ်ဂျီးရီးယားကို3-0နဲ့နိုင်ခဲ့တယ်3 ဂိုးလုံးကိုလည်းမက်ဆီကပဲသွင်းခဲ့တယ်ပေါ့နော်တက်တောင်တက်တာနဲ့ပဲသွင်းခဲ့တယ်တပွဲလုံးကိုလည်း90%နီးပါးအာဂျင်တီးနားဘက်ကပဲစိုးမိုးထားနိုင်ခဲ့တယ်ပေါ့နော်အယ်ဂျီးရီးယားဘက်ကဘာမှလုံးလို့ကိုမရလောက်ကွက်ပြလို့ကိုမရတဲ့အထိကိုအာဂျင်တီးနားဘက်ကပွဲကိုစိုးမိုးထားနိုင်ခဲ့တယ်ဗျဆိုတော့တစ်ဖက်မှာတော့ဩစတြေးလျကဂျော်ဒန်ကို3-1နဲ့နိုင်ခဲ့တယ်3-1နဲ့နိုင်ခဲ့တယ်ဆိုတော့ညာလဲဒီဂျော်ဒန်ဘက်ကပွဲတော်တော်များများကိုလွှဲမိုးထားတယ်ပွဲရဲ့အချိန်တော်တော်များများကိုဂျော်ဒန်ဘက်ကလွှမ်းမိုးထားနိုင်တာကိုတွေ့ရတယ်ဂျော်ဒန်ကတော့အောက်သင်းဩစတြေးလျအပေါ်သင်းဖြစ်တယ်ဆိုတာမှန်ပေမဲ့ဒီပထမပိုင်းမှာ1-0ဒုတိယပိုင်းဆက်ချင်းမှာပဲဂျော်ဒန်ဘက်ကနေပြီးတော့တကူပြန်သွင်းလိုက်တော့1-1ဖြစ်သွားတယ်အဲ့ဒါကိုဂျော်ဒန်ထိမ့်မကင်မဲနဲ့သူဆက်ပြီးတော့တိုက်တာပြဩစတြေးလျလိုအသင်းကိုခံပြီးတော့တိုက်တဲ့အပြင်သူကပါပွဲကိုပြန်ပြီးတော့စိုးမိုးထားလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီဩစတြေးလျဘက်ကအတွေ့အကြုံရှိတဲ့ player တွေဝင်လာတယ်ဗျာဒီအနော်တိုဘစ်တို့ဆပေစာတို့ဘာတို့အကုန်လုံးဟိုစုံသွားတဲ့အချိန်မှာတော့လုံးဝဒီပေါ့နော်ဒီအတွေ့အကြုံကတော်တော်စကားပြောသွားတယ်ဗျာတော့အနော်တိုဘစ်တို့ဘာလို့ဆိုရင်ဒါ30ကျော် player ကြီးဖြစ်နေပြီအိုနေပြီပေါ့ဗျာသိရမလားဒီ34-35ပြီဆိုတော့ဒါပေမဲ့ကောင်းတာတစ်ခွက်တည်းဒီအနော်တိုဘစ်တို့ဒီသူတို့ထိန်းကစားနိုင်တယ်ဒီကမ္ဘာဖလားကန်ခဲ့တဲ့အတွေ့အကြုံတွေရှိတယ်ပြီးတော့ဒီယူရိုကန်ခဲ့တဲ့အတွေ့အကြုံတွေရှိတယ်ပြီးတော့အသင်းကြီးမှာကန်ခဲ့တဲ့အတွေ့အကြုံတွေပေါ့ဗျာနော်ဆိုတော့ဂျော်ဒန်ဘက်က player ရောတော်တော်မြန်တယ်ကောင်းတယ်ဆိုပေမဲ့ဒီဩစတြေးလျအတွေ့အကြုံမရှင်နိုင်ခဲ့ဘူးဗျဆိုတော့အတွေ့အကြုံလေးရပဲစကားပြောတာတကယ်တမ်းတော့ဒီဂျော်ဒန်ဘက်ကတော်တော်လေးတော့ခြေစပန်းပြနိုင်ခဲ့တယ်လို့ပြောရမှာလုတ်ွက်တွေလည်းဂျော်ဒန်ဘက်ကနေတော်တော်လေးရခဲ့တယ်ပေါ့ဗျာနော်ဩစတြေးလျအသင်းကဗျာသူဒီဂျော်ဒန်နဲ့ကန်ခဲ့တဲ့ပွဲစဉ်မှာအာနော်တိုဘစ်တို့လို player တွေကိုသူမထည့်ခဲ့ဘူးနော်ကပတိန်ကိုမထည့်ခဲ့ဘူးစပစ်ဆာကပဲတာဝန်ယူတော့တယ်ဒါပေမဲ့ဒီမထည့်ခဲ့တဲ့အချိန်မှာသူဘာကြီးခံစားသွားလဲဆိုတော့တိုက်စစ်ကထင်သလောက်အလုံးမဖြစ်ခဲ့ဘူးအဲ့အတွက်ကြောင့်ဒီနီးပြကဒုတိယပိုင်း60-65လောက်မှာသူအနော်တိုဘစ်ကိုထည့်တယ်အနော်တိုဘစ်ကိုထည့်ပြီးချင်းမဲ့ဒီပန်နယ်တီနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးနောက်တစ်ခုရှိတာကဒီဂိုးတွေပေါ့နော်ဂိုးတော့ဒီဂိုးသွင်းတာတော့ဘာကြောင့်ပြန်ပြီးတော့ဖျက်လိုက်တယ်ဒါပေမဲ့ဗျာသူ့ရဲ့လိုအားနှုန်းရတော်တော်ကြောက်ဖို့လန့်ဖို့ကောင်းတယ်ဒီအတွေ့အကြုံကတော်တော်စကားပြောသွားတယ်ဗျဆိုတော့အဲ့မှာတည်းမဲ့ဒီဩစတြေးလျထပ်ပြီးတော့နိုင်ခဲ့တယ်ပေါ့နော်ပွဲပြီးကန်ဒီဂိုးထပ်သွင်းလိုက်တော့3-1နဲ့နိုင်ခဲ့တယ်ဒါပေမဲ့သူတခုသတိထားမှာသူကဒီဂျော်ဒန်လိုအသင်းမျိုးကိုတောင်မှဗျာဒီပေးပြီးတော့တိုက်ခံခဲ့ရတဲ့အသင်းဖြစ်နေရအောင်ဆိုတော့ဂျော်ဒန်လိုတိုက်စစ်မပြောဟိုဆိုတောင်မှတိုက်ခံခဲ့လဲဆိုတော့အာဂျင်တီးနားလိုတိုက်စစ်ဆိုဘယ်လိုလာမလဲပေါ့အာဂျင်တီးနားရဲ့တိုက်စစ်ကိုသူတောင့်ခံနိုင်မှာမလားပေါ့အဲ့လိုတစ်ချက်တော့စောင့်ကြည့်ရမှာပဲပေါ့နော်ဘာလို့ဆိုတော့အနိုတိုဘစ်လိုကစားသမားမျိုးကိုဗျာသူကနောက်ပိုင်းမှာထည့်မယ်ဆိုပေမဲ့ဒီပေါ့နော်ပထမပိုင်းကန်ထည့်ထားရင်တော့ဘာပြောဒီအနိုတိုဘစ်ကိုじゃဒီရိုမဲရိုတို့ဒီမာတီနက်တို့အနေနဲ့တော်တော်ထိန်းရခက်ပါဘာလို့ဆိုအဲ့လောက်ပဲထိန်းရခက်တဲ့ player တွေပါနေအောင်ကျန်တဲ့ player တွေအဲ့လောက်မဟုတ်ဘူးဗျာဒီအလာဘာတို့ဘာလို့ဆိုတော့မှရန်ကုန်ထွက်တိုင်းနေရကီဗင်တန်ဆိုကြီးလဲဒီစင်တာဘက်ကနေပြီးသူဘာမှလုပ်လို့မရဘူးဗျာနော်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ့်ကစားသမားအနော်တိုဘစ်ပဲရှိလိမ့်မယ်ပေါ့နော်ဒီဩစတြေးလျအသင်းမှာကျန်တဲ့ဒီကွင်းလယ်တို့ဘာတို့မှလောက်လာမရှိဘူးဘယ်လိုပြောမလဲဆိုတော့ဒီဂျော်ဒန်ကိုသူတို့နိုင်သွားတာပေါ့နော်3-1နဲ့တာနိုင်ခဲ့တာလိမ့်ဖန်နဲ့နိုင်ခဲ့တာဗျသိရမလားဒီလိုမျိုးပွဲကြီးကိုစိုးမိုးထားပြီးနိုင်ခဲ့တာမျိုးမဟုတ်ဘူးပေါ့နော်အနိုင်ချင်းမတူဘူးပေါ့အဲ့မှာသွားပြီးတော့နည်းနည်းစကားပြောမယ်ဗျာနော်နောက်ပြီးအာဂျင်တီးနားတိုက်စစ်ကိုသူတို့တောက်ခံနိုင်မှာပါနော်ကျွန်တော်ပြောချင်တဲ့ point ဗျာဒီဩစတြေးလျတိုက်စစ်ကောင်းမကောင်းတဲ့ဆိုင်ဩစတြေးလျခံစစ်အနေနဲ့ဒီအာဂျင်တီးနားတိုက်စစ်ကိုတောက်ခံနိုင်မှာမလားအာဂျင်တီးနားတိုက်စစ်ကမျိုးစုံတိုက်တာနော်မက်ဆီကတော့ဂိုးသွင်းတဲ့မန်ရီဆိုပေမဲ့ဒီမက်ဆီဘေးမှာလှုပ်နေတဲ့အယ်မာဒါတို့အယ်ဗာရက်တို့မာတီနက်တို့နောက်ကရက်ဆီဘေးကနေလိုက်လာမဲ့အလစ်စတာတို့ဒီဘောတို့ကရှိသေးတယ်အဲ့လိုမျိုး trio တွေဆော့တဲ့ကစားကွက်တွေကိုသူဘယ်လိုတုံ့ပြန်မလဲပေါ့နော်အဲ့လေးတခုကလည်းစိတ်ဝင်စားပွဲရပါတယ်ခင်ဗျာနော်အာဂျင်တီးနားဘက်ကလူစင်းကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်မြတ်ဒီမက်ဆီနဲ့သူတို့ပွဲထွက်လာတာပေါ့နော်အယ်ဂျီးရီးယားနဲ့ပွဲမှာဆိုရင်မက်ဆီဘေးကနေပွဲထွက်လာတာကမာတီနက်စ်နဲ့အယ်မာဒါပေါ့နော်ဆိုတော့ကျွန်တော်ထင်တယ်တီယာဂိုအယ်မာဒါကိုနီးပြကြီးကဘာလို့စကယ်လိုနီကဘာလို့ပွဲထုတ်လာလဲဆိုတော့ဒီအယ်မာဒါကじゃဒီအမေရိကန်တွေ့ကြုံရှိတယ်ဗျဒီ Major League Soccer မှာကန်ခဲ့တာပေါ့နော် MLS မှာကန်ခဲ့တယ် Soccer League မှာကန်ခဲ့တယ်ဒီ American Major League မှာကန်ခဲ့တဲ့ကစားသမားဒီ Atlanta United မှာကန်ခဲ့တယ်ဆိုတော့ဒီ American မြေ American Queen American Swine နဲ့တိတ်ပြီးတော့မစိမ့်ဘူးဗျဆိုတော့နောက်တစ်ယောက်ကကြဘယ်လိုလဲဆိုတော့ Martinez ပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ဗျဒီ Messi ရဲ့ယုံအားကြောင့်သူတို့ဂိုးတွေအများကြီးရခဲ့တယ်ဆိုမဲ့ဒီ Amara နဲ့ Martinez နဲ့ရှင်တောင်မှ Martinez ဘက်ကတိတ်အရင်လိုလှုပ်နိုင်တာမျိုးတွေတိတ်မတွေ့ရအောင်
အင်တာမီလန်မှာဗျာသူ့ကိုကြဒီဟိုတာဂျက်မန်အနေနဲ့ကစားတာဗျာသိရမလား striker captain ပေါ့ key player ပေါ့ဗျာအင်တာမီလန်မှာဒါပေမဲ့အာဂျင်တီးနားကိုမာတီနက်ရောက်လာတဲ့အခါမှာကြာမာတီနက်ဒီလော်တာရိုမာတီနက်ဒီတိုက်စစ်မှုဒီသူက key player မဟုတ်တော့ key player မက်ဆီဖြစ်နေတယ်အဲ့အတွက်ကြောင့်သူ့ရဲ့ကစားကွက်လေးက limit လေးတွေရှိတယ်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးဘောလုံးမှန်သမျှလည်းသူ့ရှီကိုဥတီလာမဟုတ်တော့ဘဲနဲ့မက်ဆီရှီကိုဥတီပြီးသွားနေတာဖြစ်တဲ့အတွက်ကြောင့်သူလုတ်ကွက်လေးတိတ်မရအောင်ဗျအဲမာရာကတော့သူကပြေးပေးတယ်ယုံပေးတယ်မက်ဆီအတွက်ဒီလုတ်ကွက်ရရင်ရတယ်လို့ပေါ့ပြီးနောက်တစ်ချက်ကဒီဒုတိယပိုင်းမှာဝင်လာတဲ့ဒီဂွန်ဇာလက်တို့ဒီဟွာဘောပေါ့နော်နောက်တစ်ယောက်ကဒီအယ်ဗာရက်တိုဆိုဒီမှာလည်းတော်တော်လေးကိုယုံနေဗျဆိုတော့မက်ဆီကိုတော့တည်ထားတယ်မှန်ပေမဲ့မက်ဆီရဲ့ဘေးမှာ2ယောက်ဝန်းရံမဲ့နေရာမှာလည်းသူတို့မှာအရန်သိမ်းရှိနေတယ်အဲ့2ယောက်ကလည်းကွက်တိဒီနီးပြရဲ့ formation တိုင်းကိုကစားနိုင်တယ်ဗျအဲ့လိုမျိုးလေးဖြစ်နေရနော်နောက်တန်းနဲ့ကိုသမားလည်းပြောသေးရမရှိဘူးကိုသမားမာတီနက်အဆင်ပြေတယ်ဒီမာတီနက်ရိုမဲရိုကလည်းတော်တော်အတွဲညီတယ်ပြီးရင်ဒီမယ်ရီနာနဲ့ဒီမွန်တီယဲပေါ့နော်လက်ဘက်ကောရိုက်ဘက်ကောကလည်းတော်တော်အဆင်ပြေနေတယ်ကွင်းလက်မာရေးဆိုရင်လည်းအလစ်စတာတို့ဒီဘောတို့ဆိုရင်ဗျာတော်တော်လေးကိုဟိုကစားရတာအဆင်ပြေပေါ့နော်အထူးဖြစ်ဒီမက်ဆီသွားရနောက်မှာဆိုရင်အလစ်စတာနဲ့ဒီဘောကမက်ဆီနဲ့ချိတ်ပြီးကစားဖို့ပေါ့လိုက်ကိုပေးတာမက်ဆီပဲသွားအဲ့နှစ်ယောက်ကအမြဲပါတယ်တစ်ချက်စောင့်ကြည့်လိုက်ရင်တွေ့ရမှာပေါ့နော်ဟိုမက်ဆီရဲ့ဒီဟိုနေရာယူပုံတိကျမှုလေးလည်းပါတာပေါ့ဗျာဒါပေမဲ့ဒီသူ့ရဲ့ supporting ပေါ့ Alistair နဲ့ D-Ball တို့ရဲ့ supporting လေးကတော်တော်ကိုအလုပ်ဖြစ်နေအောင်တွေ့ရတယ်ပေါ့နော် Messi တက်ကလုံးဝနေရာလွတ်တွေလည်းအများကြီးရသလိုအရှိရနှစ်ယောက်ကယုံပေးတဲ့ပြီးဒီနောက်ကလိုက်လာမဲ့ကွင်းလေနှစ်ယောက်ကလည်းသူ့အတွက်ပြန်ပြီးတော့ထောက်ထားပေးတာပေါ့ Messi လှုပ်ချင်တာလှုပ်ခွင့်ရမဲ့သဘောကြီးဖြစ်နေတာပဲဆိုတော့ကျွန်တော်ထင်တယ်ပေါ့နော်ဒီ Austria နဲ့ပွဲစဉ်မှာလည်းဒီ D-Ball ရဲ့ Alistair ကွင်းလေရပဲဒီ Austria ကွင်းလေကိုစိုးမိုးသွားမယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါပြောမှဒီ Austria ရဲ့တိုက်စစ်မှုတွေကို Romero တို့လီချာတို့လိုကန်ဆင်မှုတွေလည်းအေးအေးဆေးဆေးလေးထိန်းသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့ဗျာနော်ကိုကြီးတစ်ပါးဖြစ်တဲ့မက်ဆီကတော့အယ်ဂျီးရီးယားကိုသူပထမအဆုံးပွဲစဉ်မှာလည်း3ဂိုးသွင်းပလိုက်ပြီဆိုတော့သူ့ရဲ့စံချိန်တွေကရက်တက်လို့ရတော့မှာမဟုတ်တော့ဘူးနော်ကလိုဆေးစံချိန်ကိုလည်းမီဝါပြီးသူ့ရဲ့ဒီကပြိုင်ဘက်ခရစ္စတီယာနိုရိုနယ်ဒိုကိုလည်းသူလုံးဝနောက်ခေါက်ချနိုင်ခဲ့လိုက်ပြီပေါ့နော်ဆိုတော့ကြံလာမဲ့ဒီဟာလန်တို့အမ်ဘပေတို့လိုကလေးတွေကိုလည်းသူကကြော်ပြီးတော့ဂိုးဒင်ဘူးတွေပါထိပါသူဖမ်းထားလောက်ပြီဗျ။အော်ဆိုသူ့အတွက်ဒီအယ်ဂျီးရီးယားကိုပထမဆုံးပွဲစဉ်မှာတင် hat-trick 3ဂိုးသွင်းယူနိုင်တဲ့ဆိုရယ် boost ကြီးကနဲတဲ့ boost ကြီးမို့သူ့တက်ကဒါ motivation booster ကြီးတစ်ခုလို့ဖြစ်သွားပြီဗျ။သိမှာထိမ့်မနိုင်တိတ်မရပြီပေါ့နော်။အော်ဆိုကျွန်တော်ဒီအယ်ဂျီးရီးယားနဲ့ပွဲစဉ်မှာသူဆော့တဲ့အပုံလေးကိုသတိထားမိကြအောင်သူဒိုင်ယာတွေလည်းအရင်လိုမျိုးဒီရန်ကာရောဝင်တာမဟုတ်တော့အထင်းကိုလေးနဲ့ဝင်တယ်နေရာလွတ်တွေယူတယ်အဲ့ဒါအပြင်မှာသူ့ရဲ့အဓိကဗျာဒီဂိုးသွင်းဂိုးဘောလုံးရှိလာမဲ့နေရာမှာသူရောက်နေတာမျိုးပေါ့ဒီ penalty area ဘောက်ထဲမှာရေးဆိုရင်အေဂျီးရီးယားကိုသမားရှိတယ်ဗျာဒီဇီဒန်သားပေါ့သူ့ရဲ့ဒီရှေ့မှာဇီဒန်သားပုတ်ထုတ်လိုက်တဲ့အလုံးအန်လာတဲ့အလုံးဆိုရင်သူပြုံးပြုံးလေးနဲ့ကိုသွင်းသွားတာ။အော်ဆိုမက်ဆီဆိုတော်တော်များများဘယ်ချိန်နဲ့သူတို့ရဲ့ကိုသမားရဲ့ညာဘက်တောင်သွင်းမယ်ပေါ့မက်ဆီကတော့ညာချီကိုပဲသုံးပြီးတော့ကိုသမားရဲ့ဘယ်ဘက်တောင်လေးကိုပဲတတရာလှိမ့်ယူသွားအဲ့လုံးလေးဆိုတော်တော်လေးကိုလှတယ်ဗျာပြီးတော့နောက်ထပ်တစ်ခုရှိတာတော့ free kick တွေပေါ့နော်သူ့ရဲ့ free kick တွေကလည်းစောင့်ကြည့်အောင်မယ်ကျွန်တော်ထင်တယ်ဒီ Austria နဲ့ပွဲမှာလည်းမက်ဆီအနည်းဆုံး2ဂိုးလောက်ထိတော့ထပ်ရသွားဖို့ရှိနိုင်တယ်ဗျမက်ဆီအနေနဲ့ပေါ့နော်ဘာလို့ဒီ2ဂိုးလောက်ထိသူထပ်ရသွားနိုင်မှုရှိလဲဆိုတော့ဟိုမက်ဆီကတော့လူတိုင်းကောင်းတာဆိုတာတီဗီသားကမ္ဘာ့စင်ကစားသမားဆိုတော့အကုန်လုံးလက်ခံပြီးသားကန်ဝင်တယောက်ဒါပေမဲ့မက်ဆီကြောင့်နေမဟုတ်ဘူးကျွန်တော်အဓိကပြောချင်တာဒီ Austria ကြောင့်ဗျ Austria ကဂျော်ဒန်လိုအသိမျိုးနဲ့ပွဲစဉ်မှာတော့မှသူတို့ပေးတိုက်ခံခဲ့ရတယ်ပေါ့နော်တော်တော်များများသူတို့သွင်းတဲ့ဂိုးတွေကလည်းကောင်တာနေတော့မဟုတ်ကောင်တာတကူတော့ရတယ်ဒါပေမဲ့ဂျော်ဒန်လိုအသင်းကိုတော့မှဂျော်ဒန်တိုက်စစ်မှုတွေလှုပ်ချင်လို့လှုပ်သွားခဲ့တာဗျအဲ့အတွက်ကြောင့်ဒီအာဂျင်တီးနားနေလည်းမက်ဆီဦးဆောင်လာမဲ့တိုက်စစ်ကဒီဩစတြီးယားကိုဖြိုးဖို့ဆိုတာတိတ်တော့ခဲရင်းတဲ့ပုံစံတစ်ပုတ်ဟုတ်မနေဘူးဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်ဒီမက်ဆီရဲ့ဂိုးတွေကိုပဲစောင့်ကြည့်ရမယ့်ပွဲစဉ်အဖြစ်ပဲဒီပွဲစဉ်ကိုတတ်မှတ်ထားခြင်းနဲ့ပေါ့နော်ဈေးကွက်အနေထားတွေရတော့အာဂျင်တီးနားဘက်ကနေပြီးတော့ဩစတြီးယားကို 1D ပေးထားတယ်ပေါ့နော် volley မှာဂိုးပေါင်းကတော့ 2.5 ပေါ့နော်ကော်နာကိုတော့သူတို့ 8.5 ဆိုပြီးတော့ဖွင့်လှစ်ထားတယ်ဆိုတော့ကျွန်တော်ရဲ့အကြိုက်ကိုပြောမယ်ခေဆိုရင်တော့ကျွန်တော်ကတော့အာဂျင်တီးနားကိုသဘောကျတယ် body အနေနဲ့ကဂိုးပေါင်းလဲ 2.5 အပေါ်ပေါ့နော်ဂိုးပေါ်ကိုသဘောကျတယ်အပြင်ဒီ corner 8.5 ကိုလည်းကျွန်တော်အပေါ်ဝဲသဘောကျတယ်လုံးဝ3ခုလုံးအပေါ်ဆုံးပေါ့နော်အပေါ်ဆုံးသဘောကျတယ်အဲ့ဒါအပြင်မှာကျွန်တော်ဒီ BTDS ရှိနိုင်လားဆိုတော့ BTDS ကိုတော့ကျွန်တော်ကတိတ်မလုပ်စေချင်ဘူးဘာလို့ဆိုတော့ BTDS ဆိုတဲ့သဘောတရားကနှစ်သင်းလုံးသွင်းမှာပေါ့နော်နှစ်သင်းလုံးသွင်းမယ်ဆိုတော့ကျွန်တော်ထင်တယ်ဒီ Austria ဘက်ကသွင်းနိုင်ကြီးကအော်နိုတိုဘစ်တယောက်လောက်ကိုပဲမြင်တယ်အာဂျင်တီးနားနောက်တန်းသွင်းနိုင်ပေါ့ကျန်တဲ့လူတွေတိတ်မမြင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်အော်နိုတိုဘစ်ပါရင်တော့ကျွန်တော်ဒီ BTDS ကို yes လို့ချင်တယ်အာနိုတိုဘစ်ကိုဒါလိုင်းရမထည့်ထားဘူးဆိုတော့ဒီ BTDS ကို no ပေါ့နော်ဆိုတော့အဲ့ဒါပြောမှဒီ chorus scorer အနေနဲ့ခံမှန်းပေးချင်တာတော့ Lionel Messi ဒီ Almada နဲ့ Everett အပြင်ဒီ Austria ဘက်ကဆိုရင်ကျွန်တော်ဒီ Arno Tobic ကိုခံမှန်းပေးခြင်းနဲ့ပေါ့နော်ဒီ chorus scorer အနေနဲ့ပေါ့ဆိုတော့ကျွန်တော်ရဲ့ဒီပွဲစဉ်ခံမှန်းချက်ကအာဂျင်တီးနားပေါ့နော်အာဂျင်တီးနားဒီ Messi တို့လိုဒီကမ္ဘာချန်ပီယံတွေပါဝင်နေတာဖြစ်လို့ရွေးလိုက်တာမဟုတ်ပဲ
ဩစတြီးယားခံစစ်ဖြစ်နေလို့ကိုရွေးလိုက်ခြင်းဖြစ်ပါတယ်အာဂျင်တီးနားတော်လုံးလို့ရွေးတာတော့မဟုတ်ဘူးဩစတြီးယားညံလုံးလို့ကိုရွေးလိုက်တာပါဘာလို့ဆိုတော့ဩစတြီးယားကဂျော်ဒန်ကို3-1နဲ့ခံပြီးတော့နိုင်ခဲ့တယ်ဆိုပေမဲ့အဓိကကဂျော်ဒန်ကအမှန်ကန်တိုက်ခဲ့တဲ့အသင်းဒီအိုက်ပွဲကြည့်တဲ့လူဆိုတော့တော်တော်များသိလိမ့်မယ်ဗျဂျော်ဒန်ကတော့ပြန်ပြီးတော့တိုက်ခွင့်နေအများကြီးရခဲ့အာဂျင်တီးနားကောင်းလုံးလို့ရွေးတာမဟုတ်ဘဲနဲ့ဂျော်ဒန်ညံလုံးလို့ကိုကျွန်တော်ဒီပွဲကိုရွေးပြီးတော့ရွေးလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့အာဂျင်တီးနားအနေနဲ့ဩစတြီးယားခံစစ်ကိုမေးပြီးတော့ရိုက်လို့ရတဲ့အနေအထားကြီးဖြစ်နေပါပြီအဲဒါကြောင့်ပဲ brother တို့အာဂျင်တိုင်းနေနဲ့အတူနေလိုက်ကြပါလို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ final ရွေးချယ်မှုကအာဂျင်တီးနားပါအနည်းဆုံး2ဂိုးပြတ်နိုင်မယ်3-1လောက်ထိသွားမယ်3-0 4-0လောက်ထိလည်းသွားနိုင်တယ်အာဂျင်တီးနားအပေါ်ဆုံးပဲသဘောကျပါတယ်အာဂျင်တီးနားကိုပဲအားပေးပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒီပွဲမှာတော့เนาะဆိုတော့ brother တွေအားလုံးလည်း good luck ပါအဆင်ပြေကြပါစေကျမ်းမာချမ်းသာကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာ brother တွေပေးတဲ့ဒီ like and subscribe လေးတွေမှာကျွန်တော်နောက်ပွဲတွေဆက်ပြီးပြောဖို့အင်အားတွေရမှာပါခင်ဗျာအားလုံးပဲ good luck ပါဗျာနောက်ပွဲမှာပြန်တွေ့ပါမယ်เนาะ